Hello, ano mo mình là ba? Di AI lên nè, mình sẽ bị chìm mà nè. Đi sau về à, bà sau về sau đó đi Google đi mà download sẽ mà con nó. Đi sau về sau đó đi PISV sau đó đi video call cùng ra lên nè. Đi video call cùng ra lên download sẽ ba. Sẽ bị solution tua đã cho rồi Google nè qua chỉ mình nè check hay nào bọn nó. Cái lúc mà Google á này video mà bọn nó đi account của Google này bây giờ mà đi software của download sẽ bị anh ấy tua ở Gmail này check hay na cũng mà Gmail share solution tất cả đấy tu các cũng quan bị số ra này Gmail bỏ là vào lên này Gmail tất cả đấy check lại ba check bị solution đi lô bỏ là đi lô bỏ là vào lên đi lô bỏ là lên mình solution đi để mà cố so trên là bông lưỡi mình xí vào đấy nhưng mà cố so trên là bông lưỡi đi để mà lấy vì lưỡi ya vào đấy anh nhảy về cố so trên là bông lưỡi cố so lưỡi ya vào đấy nóကိုကြိုက်တဲ့ပုံလေးတွေကိုကဒီထဲမှာကိုကြိုက်တဲ့ပုံလေးနဲ့ကိုဆော့လို့ရပါတယ်เนาะဒါကြတော့အဲ့လိုဆော့ဖို့အတွက်ဆိုလို့ရှိရင်ဒီဘေးနားမှာဒီ BASIC BIS ဆိုတဲ့ BC ဆိုတဲ့ဟာလေးဒီထဲမှာဆိုလို့ရှိရင်ဒီ software ကိုပေါ့နော်ဖောက်ချင်း60ရမယ်ပေါ့နော်60ဆိုလို့ရှိရင်တပုတ်လို့လို့ရှိရင်30ကုန်တယ်ပေါ့နော်နှစ်ပုတ်လို့ရင်ဆိုလို့ရှိရင်60ကုန်တယ်သုံးမလို့တဲ့ဆိုလို့ရှိရင်60ကုန်တယ်ပေါ့နော်အဲ့ဒါ60သူပေးတဲ့ဥစ္စာကုန်ပြီဆိုလို့ရှိရင်လုပ်လို့မရတော့ဘူးတရက်ဂျားနေတရက်နေမယ်2ရက်ဆိုလို့ရှိရင်ထပ်ပြီးဒီနေရာမှာဒီလိုပေါ်လာပါလိမ့်မယ်တစ်ခါပေးရင်60စီပေးပါတယ်เนาะအခုဒီမှာ60ရပါတယ်နှစ်ပုတ်လုပ်လို့ရပါတယ်เนาะအဲ့ဆိုလို့ရှိရင်လုပ်ပြမယ်ကိုမတတလေးပုံလုပ်ပြမယ်ရွေးလိုက်ဝင်ပုံလုပ်ကောင်းမလားတတလေးပုံဒီပုံလေးကိုလုပ်ပြမယ်เนาะဒီရေခုံနဲ့ဒီရေစောတဲ့ပုံလေးလုပ်ပြမယ်เนาะနှိမ့်မယ်ဆိုလို့ရှိရင်ဒီ USE ဆိုတဲ့ဒီအပြိုင်စာတန်းလေးကိုနှိမ့်မယ်เนาะနှိပ်ပြီဆိုလို့ရှိရင်ဒီလိုပေါ်လာမယ်ကိုပေါ့နော်ကိုသားလေးပုံနဲ့ထိချင်လားကိုပုံနဲ့ထိချင်လားပေါ့နော်ကိုကြိုက်တဲ့ပုံနဲ့ထိလို့ရပါတယ်ဒီကကြတော့သားလေးပုံကိုထိမယ်ဒီပုံလေးထိမယ်ဒီပုံလေးထိမယ်ဆိုလို့ရှိရင်ဒီမှာ CREATE crit ဆိုတဲ့ဥစ္စာလေးဒီဟာလေးကိုပြမယ်ပေါ့နော်ဒီမှာတပုံလို့လို့ရှိရင်ဒီမှာ30စီကုန်တယ်30ကုန်တယ်ဆိုတော့ဒီမှာမြားအဝါရောင်လေးနေရာမှာ30တွေ့လားတပုတ်လုပ်လို့ရှိရင်30ကုန်တယ်နော်သူကဒီ software ကို download လုပ်ပြရနဲ့ဖွင့်ပြရနဲ့သူက free course ပေးတယ်နော်3ပုတ်လုပ်လို့ရတယ်ဒီဟာလေးကိုနှိပ်မယ်နှိပ်ပြီဆိုလို့ရှိရင်ဒီမှာလှုပ်သေးတယ်ပေါ့နော်ဒီမှာပေါ်လာတယ်နော်လုံးနေတော့ပဲဒီမှာကိုအကောက်ဖွင့်ထားတဲ့ဥစ္စာဒီမှာတွေ့လားဒီမှာ60မှာ30ပဲကျန်တော့တယ်နောက်တစ်ပုတ်စာကျန်သေးတယ်နော်ဒီကိုရဲ့အကောက်လေးကိုဝင်ကြည့်မယ်ဒီမှာတွေ့လားဒီမှာဝင်ပြီးအခုနာလောက်ပြတယ်ဒီတိမှာနော်ဒါခုနာလောက်ပြဖွင့်ကြည့်မယ်နော်တွေ့လားအဲ့လိုတွေ့လားခုနရေစောတဲ့ပုံစံလေးလေတွေ့လားအဲ့လိုကြည့်တကယ်လို့များကိုကအပြင်ထုတ်ချင်တယ်ဆိုလို့ရှိရင်ဒီညာလေးကိုနှိမ့်မယ်ပေါ့နော်ဒီညာလေးကိုနှိမ့်မယ်ဒီညာလေးကိုနှိမ့်မယ်နှိမ့်ပြီးဆိုလို့ရှိရင် download ဆိုတဲ့ဥစ္စာလေးနှိမ့်မယ်ဆိုလို့ရှိရင်ဒီဟာလေးနှိမ့်မယ်ဒီလေးဟာဒီဟာလေးပြင်ထုတ်တာပေါ့နော်အဲ့ဒါကြာပြင်ထုတ်တာဒီလို download ပြီးပြီဆိုလို့ရှိရင်အဲ့လိုအစိမ်းရောင်မျက်ခြေလေးပေါ်မယ်ဆိုလို့ရှိရင်ဒီ post ရတာလေးဒီလိုနှိပ်မယ်ပေါ့နော်ဒီလိုနှိပ်ပြီးပြီဆိုလို့ရှိရင်ဒီမှာကိုရေးချင်တဲ့စာလေးရေးလို့ရတယ်မရေးချင်ဘူးဆိုလို့ရှိရင်ဒီဘေးနားဒီဟာလေးကိုနှိပ်မယ်နှိပ်ပြီးဆိုလို့ရှိရင်ဒီမှာ30ပဲကျန်တော့တယ်နော်30ကျန်တော့တယ်ဆိုလို့ရှိရင်ထပ်ပြီးလုပ်ကြည့်မယ်ကိုသားလေးပုံပြရလုပ်ရင်ကောင်းမလဲတပုတ်လုပ်ပြီးပါပြီအဲ့လိုလေးလုပ်ကြည့်ပါနောက်တစ်ပုံကကျတော့နောက်
ထပ်ပြီးလုပ်ပြမယ်အရင်ရှိမှဆိုလို့အရင်ရှိမှကြောက်လို့ဒီလောက်ပါပဲကိုပုံကို AI နဲ့လောက်ခိုင်းချင်တယ်ဆိုလို့ရှိရင်ဟိုကျမပြတဲ့ software လေးကိုကိုကီဒီမှာ download ဆွဲပြီးရနဲ့အပြင်ထုတ်ပြရနဲ့သူကဒီ30နေရာမှာဒီမြားအဝါလေး30နေရာမှာသူက free 60ပေးလာလိမ့်မယ်တပုံလို့လို့ရှိရင်30စီကုန်တယ်3ပုတ်လို့လို့ရကိုကြိုက်တဲ့ပုံစံလေးနဲ့လုပ်လို့ရတယ်เนาะတဲ့ပြီးလို့ရှိရင်ကိုကအဲ့ software ကိုအပြင်ထုတ်ပြီးတာနဲ့ကိုကဖွင့်ရမှာเนาะဖွင့်ရမယ်ဆိုတော့ကိုက Gmail နဲ့ချိတ်ခိုင်းတယ် Gmail နဲ့ချိတ်ပါ Gmail နဲ့ချိတ်မှပဲကိုကြိုက်တယ်လို့လုပ်လို့ရပါတယ် Gmail နဲ့ချိတ်ပြီးဒီလိုအနေထားပေါ်လာလိုက်မယ်ဒီလိုအနေထားပေါ်လာလိုက်ရင်ဒီမှာအများကြီးပဲကိုစော့ချင်တဲ့ပုံစံလေးတွေအများကြီးပဲကိုကြိုက်တဲ့ပုံစံကိုရွေးပြီးမှစော့လို့ရတယ်เนาะအားလုံးပဲစင်ပြေကြပါစေကျမရဲ့ကောက်ကို subscribe လေးလုပ်ပေးပါအားပေးကြပါလို့အမြဲတမ်းတောက်ဆိုပါတယ်ကိုတူဒီနဲ့ပတ်သက်တာတွေလေးတင်ပေးပါတယ်ဒီ AI နဲ့ပတ်သက်တာတွေလေးတင်ပေးမယ် TikTok နဲ့ပတ်သက်တာ TikTok ဝင်ရတဲ့ကိစ္စတွေနဲ့လည်းမျှဝေပေးမှာမလို့ကိုယ့်ရဲ့ကောက်ကို subscribe လေးလုပ်ပေးကြပါအားပေးကြပါလို့တောင်းဆိုချင်ပါတယ်အားလုံးပဲစင်ပြေကြပါစေ